ကွန်ပျူတာအခြေခံသမားလေးတွေအတွက်အိတ်ဆဲအခြေခံဇယားဆွဲတဲ့နည်းလမ်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်သင်ပြပေးမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့နိုင်လင်းထုံးပါကျွန်တော်တို့အိတ်ဆဲထဲမှာဇယားကွက်တွေဆွဲတဲ့အခါမှာကွန်ပျူတာအခြေခံသမားတွေအတွက်ဆွဲရခက်စေမဲ့အခုလိုမျိုးပုံစံဇယားကွက်လေးကိုကျွန်တော်နမူနာထားပြီးတော့ဆွဲပြပေးသွားမှာဖြစ်ပါတယ်။ဒီရဲ့ဇယားကွက်လေးမှာဆိုရင်ကျွန်တော်တို့ကပုံမှန်အတိုင်းဆဲခွက်တွေကိုဘော်ဒါခတ်ထားတာမျိုးမဟုတ်ဘဲနဲ့ဆဲခွက်တွေကိုကျွန်တော်တို့ကပေါင်းတာမျိုးလေးတွေကျွန်တော်တို့ပြုလုပ်ပေးရတယ်ပေါ့နော်ဒီတော့ဒီရဲ့ပုံစံဇယားခွက်လေးကိုကျွန်တော်တစ်ချက်လောက်ဆွဲပြပေးသွားပါမယ်ဒါကြောင့်ကျွန်တော်တို့ Excel ထဲမှာရှစ်အသစ်လေးထပ်ပြီးတော့ကျွန်တော်တို့ခေါ်လိုက်ပါမယ်ခေါ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးစာရီဘာမှမရိုက်ခင်မှာ Control ရဲ့ A ရဲ့နှိပ်ပြီးတော့ဆဲခွက်လေးတွေအားလုံးကိုကျွန်တော်တို့ Select All လေးပေးလိုက်ပါမယ် Select All ပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဖောင်ပြောင်းတဲ့နေရာလေးမှာပြည်ထောင်စုဖောင်လေးကျွန်တော်တို့ပြောင်းပေးပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာပြည်ထောင်စုဆိုပြီးတော့မှရိုက်ထည့်လိုက်ပါမယ်ပြီးရင်တော့စလုံးဖောင်ဆိုင်ကိုကျွန်တော်တို့7နှစ်လောက်လေးထားခဲ့လိုက်မယ်ပေါ့အခုဒါဆိုရင်ကျွန်တော်တို့ကဒီရဲ့ဆဲခွက်လေးတွေမှာဘယ်နေရာကိုပဲကလစ်ထောက်တော့ကျွန်တော်တို့ကပြည်ထောင်စုဖောင်လေးကိုပြောင်းထားတဲ့အတွက်ပြည်ထောင်စုဖောင်လေးပဲကျွန်တော်တို့ပုံသေးဝယ်နေမယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ကဇယားခွက်လေးစပြီးတော့မှကျွန်တော်တို့ဆွဲပါမယ်ဇယားခွက်တွေဆွဲတဲ့အခါမှာတော်တော်များများကျွန်တော်တို့ကွန်ပျူတာအခြေခံသမားလေးတွေမှားတတ်တာလေးတခုရှိပါတယ်ဒါကကျွန်တော်တို့ဘာလဲဆိုရင်ကိုဆွဲမဲ့ဇယားခွက်ကိုကျွန်တော်တို့ကဘာမှကျွန်တော်တို့မဆွဲရသေးပဲနဲ့ကျွန်တော်တို့ဆဲခွက်တွေကကော်လမ်ကဘယ်နှကွက်ရှိတယ်ရိုးကဘယ်နှကွက်ရှိတယ်ဆိုပြီးတော့အထက်အောက်ကကျွန်တော်တို့ဘယ်နှကွက်ပါဘေးတိုက်ကဘယ်နှကွက်ပါဆိုပြီးတော့ကျွန်တော်တို့ရေးပြီးတော့မှဆွဲတဲ့သူတွေလည်းကျွန်တော်တွေ့ဘူးတယ်ပေါ့နော်ဒီတော့ဇယားခွက်လေးတွေကျွန်တော်တို့အိတ်ဆဲထဲမှာဆွဲမယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ကကိုရိုက်ထည့်ပေးရမယ့်စာလေးတွေကိုအရင်ဆုံးကျွန်တော်တို့အစင်လိုင်းလေးပြီးအောင်ကျွန်တော်တို့ရိုက်ပေးပါအားလုံးကျွန်တော်တို့ရိုက်ပြီးသွားတဲ့အချိန်ကျမှဆဲခွက်လေးတွေကိုကျွန်တော်တို့ကဘောင်လေးတွေခတ်ပြီးတော့ဇယားခွက်အနေနဲ့ဖန်တီးရမှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကျွန်တော်တို့မေးတာလေးတစ်ခုကExcel ထဲမှာကျွန်တော်တို့အခုလိုမျိုးဆဲခွက်လေးတွေမြင်တွေ့နေရတယ်ပေါ့နော်အခုလောလောဆယ်ကျွန်တော်တို့ကဒီရဲ့မြင်တွေ့နေရတဲ့ဆဲခွက်လေးတွေကတကယ်ကျွန်တော်တို့ပရင်တာကနေပြီးတော့ပရင်ထုတ်တဲ့အချိန်မှာဒီဆဲခွက်လေးတွေကကျွန်တော်တို့ပါမှာမဟုတ်ပါဘူးကျွန်တော်တို့ဆဲခွက်လေးတွေကိုကျွန်တော်တို့ဇယားခွက်အနေနဲ့ပါခြင်းနဲ့ဆိုရင်Excel ထဲမှာကျွန်တော်တို့ဘောင်လေးခတ်ပြီးတော့မှဇယားခွက်အနေနဲ့ဖန်တီးပြီးတော့မှပဲပရင်တာကနေပြီးတော့ပရင်ထုတ်တဲ့အချိန်မှာဇယားခွက်လေးတွေကပါနေမှာဖြစ်ပါတယ်လက်ရှိမြင်နေရတဲ့ဆဲခွက်လေးတွေကကျွန်တော်တို့ Excel ကနေပြီးတော့သူက guideline လေးတွေသူကချပေးထားတာပေါ့နော်အဲ့တော့ဒါလေးတွေကကျွန်တော်တို့ကပရင်တာမှာပရင်ထုတ်တဲ့အချိန်မှာဒီရဲ့ဆဲခွက်လေးတွေကကျွန်တော်တို့ပါမှာမဟုတ်ပါဘူးဒါလည်းကျွန်တော်မေးထားတာလေးတွေ့ရတဲ့အတွက်တခါတည်းဒီရဲ့သင်ခန်းစာလေးမှာဖြည့်ပေးလိုက်တာပေါ့နော်ကျွန်တော်တို့အခု DS ဇယားခွက်လေးကျွန်တော်တို့စပြီးတော့ဆွဲဖို့ရအတွက်သူ့မှာပါနေတဲ့ကျွန်တော်တို့စာလေးတွေကိုအရင်ဆုံးရိုက်ထည့်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်ဒီနားလေးရနေပြီးတော့မှပဲစပြီးတော့ကျွန်တော်တို့ရိုက်ပါမယ်ငွေလက်ငင်းပေါင်ချဆိုပြီးတော့ကျွန်တော်တို့ရိုက်ပါမယ်အခုလောလောဆယ်ကျွန်တော်တို့ဒီမှာစာရီရိုက်တဲ့အခါမှာအင်္ဂလိပ်စာရီကျွန်တော်တို့ထွက်နေပါတယ်ဒါဆိုရင်ကျွန်တော်တို့ကမြန်မာစာလေးတွေကျွန်တော်တို့ကရိုက်ဖို့ရအတွက်မြန်မာစာ keyboard လေးကိုပြောင်းပေးရပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာကွန်ပျူတာမှာကျွန်တော်တို့ဒီရဲ့နေရာလေးမှာအင်္ဂလိပ် keyboard နဲ့မြန်မာ keyboard အပြောင်းအလဲလုပ်လို့ရတဲ့နေရာလေးရှိပါတယ်သူ့ကိုကျွန်တော်တို့ကဒီကနေသွားမလုပ်ချင်ဘူးဆိုရင် keyboard shortcut နဲ့ window key နဲ့ space bar နဲ့ကိုကျွန်တော်တို့ကတစ်ချက်ချင်းလေးနှိပ်ပြီးတော့မြန်မာအင်္ဂလိပ်အပြောင်းအလဲလုပ်လို့ရပါတယ်မြန်မာစာရိုက်မှာဖြစ်တဲ့အတွက်ဘာမိမြန်မာ virtual order keyboard ဆိုတာလေးကျွန်တော်တို့ပြောင်းပေးထားပါမယ်ပြီးရင်တော့ကျွန်တော်တို့စာလေးတွေစပြီးတော့ရိုက်လိုက်ပါမယ်ငွေလက်ငယ်ဘောင်ချဆိုပြီးတော့မှကျွန်တော်တို့စာလေးရိုက်ခဲ့လိုက်မယ်ပြီးရင်တော့ enter လေးခေါက်လိုက်ပါမယ်နောက်တစ်ခုတော့ကျွန်တော်တို့က customer detail ဆိုပြီးတော့ရိုက်မှာဖြစ်တဲ့အတွက်အင်္ဂလိပ်စာရိုက်ပေးရပါမယ်ဒါကြောင့် window နဲ့ space bar နဲ့တစ်ချက်နဲ့အင်္ဂလိပ် keyboard လေးကျွန်တော်တို့ပြောင်းပေးပါမယ် CUSTO MER ပေါ့နော် customer detail ဆိုပြီးတော့ကျွန်တော်တို့ရိုက်ထည့်ပေးပါမယ် DETAIL ပေါ့နော် detail ပေါ့ပြီးရင်တော့တက်လေးခုံလိုက်ပါမယ်တက်ခုံလိုက်တာနဲ့တပြိုင်နက်ကျွန်တော်တို့နောက်ဆဲခွက်လေးတစ်ခွက်ကိုကျွန်တော်တို့သူ့လိုပြောင်းသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်နောက်တစ်ခွက်မှာတော့ကျွန်တော်တို့ကအမည်ဆိုပြီးတော့ရိုက်လိုက်ပါမယ်ဒါကြောင့် Windows နဲ့ Space Bar နဲ့နှိပ်မယ်ဒီမှာကျွန်တော်တို့အမည်ဆိုပြီးတော့ရိုက်မယ်တက်လေးခုံလိုက်ပါမယ်ဒီဘက်မှာတော့ကျွန်တော်တို့က .aa ဆိုပြီးတော့ရိုက်မယ် Enter လေးခောက်လိုက်ပါမယ်ပြီးရင်တော့တက်လေးခုံလိုက်ပါမယ်ဒီအောက်မှာတော့ကျွန်တော်တို့နောက်ထပ် Customer Info ဆိုပြီးတော့ရိုက်ထည့်ပါမယ် CUSTO MER INFO ပေါ့နော် Customer Info ဆိုပြီးတော့ရိုက်လိုက်မယ် Customer Info ဒီဘက်ဘေးလေးမှာကျွန်တော်တို့နောက်တစ်ခုကဖုန်းဆိုပြီးတော့ရိုက်လိုက်မယ် Enter လေးခောက်လိုက်ပါမယ်တက်လေးခုံပြီးတော့မှဆဲခွက်တွေကိုကျွန်တော်တို့ကအပြောင်းအလဲလေးလုပ်လို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ဒီမှာနေရက်ဆိုပြီးတော့လုပ်မယ်ပြီးရင်တော့ Enter လေးခောက်မယ်
ဒီရဲ့အောက်လေးမှာတော့ကျွန်တော်တို့ကပစ္စည်းအမျိုးအမည်ဆိုပြီးတော့ရိုက်ပါမယ်လုံးစစ်စစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်တော်စုဖောက်မှာလုံးစစ်စစ်ကျင်နေဆိုရင်8နဲ့ F နဲ့ကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့အခုလိုမျိုးလေးရေးပေးလို့ရပါတယ်ပစ္စည်းအမျိုးအမည်ဆိုပြီးတော့ရိုက်လိုက်ပါမယ်တက်လေးကုန်လိုက်ပါမယ်ဒီဘက်ဘေးလေးမှာတော့ကျွန်တော်တို့ကဈေးနှုန်းဆိုပြီးတော့ကျွန်တော်တို့ရိုက်ခဲ့လိုက်ပါမယ်နောက်တစ်ခွက်မှာတော့ကျွန်တော်တို့ကအရေးအတွက်ဆိုပြီးတော့ကျွန်တော်တို့ရိုက်ခဲ့လိုက်မယ်တက်လေးခုံပြီးတော့ကျွန်တော်တို့ရိုက်ပါမယ်ဒီဘက်မှာတော့ကျွန်တော်တို့ကစုဘောင်းဆိုပြီးတော့မှရိုက်ထည့်လိုက်ပါမယ်အခုလောလောဆယ်ကျွန်တော်တို့ကဇရာကွက်တွေကိုကိုလိုချင်တဲ့ပုံစံအတိုင်းဘာမှမပုံဖော်သေးဘူးကျွန်တော်တို့ဒီဘက်ဘေးလေးမှာရှိနေတဲ့ဇရာကွက်အတိုင်းသူ့ထဲမှာရေးပေးရမယ့်စာလေးတွေအားလုံးကိုကျွန်တော်တို့ကအရင်ဆုံးလေးကျွန်တော်တို့ရေးထည့်ပေးတာဖြစ်ပါတယ်ဒီတော့ဒီတစ်ခွက်မှာတော့ကျွန်တော်တို့ကအင်ကြီးဆိုပြီးတော့ရေးမယ်ငါသာအင်ဆိုပြီးရေးပါမယ်8နဲ့ F နဲ့တစ်ချက်နှိပ်ပြီးတော့ကာကြီးရပ်ပစ်ကျွန်တော်တို့ဒီမှာလုံးကြီးတင်ဆက်ကထည့်မယ်ပေါ့နော်ဒါဆိုကျွန်တော်တို့အင်ကြီးဆိုပြီးတော့ဖြစ်သွားပါမယ်ဈေးနှုန်းမှာတော့ကျွန်တော်တို့က2000ခွဲဆိုပြီးတော့ရိုက်ထည့်မယ်ဒီဘက်မှာကျွန်တော်တို့ကအရေးအတွက်မှာ6ခုပေါ့ပြီးရင်အန်တာလေးခေါက်လိုက်ပါမယ်နောက်တစ်ခုကျွန်တော်တို့ဆက်ပြီးတော့ရိုက်မယ်ကတိပါဖနက်ဆိုပြီးတော့ကျွန်တော်တို့ရိုက်ပါမယ်တာဝင်းပူလုံးစင်ပါမယ်8နဲ့ F နဲ့တစ်ချက်နဲ့တာဝင်းပူလေးထည့်နှိပ်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာကတိပါဖနက်ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်မယ်သူ့ရဲ့ဈေးနှုန်းလေးကတော့ကျွန်တော်တို့က1000ခွဲဆိုပြီးတော့ရိုက်ထည့်မယ်ဒီဘက်မှာတော့ကျွန်တော်တို့ကသူနဲ့သက်ဆိုင်တဲ့အရေးအတွက်လေးထည့်ပေးပေါ့နော်ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီမှာပတ်စံအိတ်ဆိုပြီးတော့ရေးထည့်ပါမယ်သူ့ရဲ့ဈေးနှုန်းမှာတော့ကျွန်တော်တို့ဒီမှာ1000ဆိုပြီးတော့ရိုက်ထည့်မယ်ဒီဘက်ဘေးလေးမှာတော့ကျွန်တော်တို့နှစ်ခုပေါ့အန်တာလေးခောက်လိုက်ပါမယ်ပြီးရင်နောက်ထပ်ဆက်ပြီးတော့ရိုက်ပါမယ်ဒီခါမှာတော့ကျွန်တော်တို့ကနှခမ်းနီးဆိုပြီးတော့ရေးထည့်ပါမယ်သူ့မှာတော့ကျွန်တော်တို့က9000ဆိုပြီးတော့ရိုက်ထည့်မယ်ဒီဘက်ဘေးလေးမှာတော့ကျွန်တော်တို့တစ်ခုပေါ့နော်ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီအောက်မှာရေမွေးဆိုပြီးတော့ကျွန်တော်တို့ရေးလိုက်ပါမယ်သူ့မှာတော့ကျွန်တော်တို့က3000ခွဲဆိုပြီးတော့ရိုက်ထည့်မယ်ဒီအောက်မှာ1ပေါ့ဒီလိုပုံစံလေးကျွန်တော်တို့ကကိုဆွဲမဲ့ဇရာကွက်ကိုအလျားကဘယ်နှကွက်ရှိအထက်အောက်ကဘယ်နှကွက်ရှိပါတယ်ဘေးလိုက်တွေကဘယ်နှကွက်ရှိပါတယ်ဆိုတာလေးကိုရေးတွက်เสียရမလို့ကျွန်တော်တို့ကိုယ့်ရဲ့ဇရာကွက်ထဲမှာကိုထည့်မဲ့စာလေးတွေကိုအရင်ဆုံးကျွန်တော်တို့ကပြီးအောင်လေးရိုက်ပေးပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဘက်ပေးမှာနောက်တစ်ခုအုတ်ထုတ်ဆိုပြီးတော့ရေးလိုက်ပါမယ်သူ့မှာတော့ကျွန်တော်တို့က8000ဆိုပြီးတော့ရေးပါမယ်အုတ်ထုတ်နှလုံးပေါ့နော်ဒါလေးတွေကျွန်တော်တို့အားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဇရာကွက်လေးတွေကိုကျွန်တော်တို့ဘောင်လေးတွေခတ်လိုက်ပါမယ်ဒီတော့ဘောင်မခတ်ခင်မှာကျွန်တော်တို့ကဒီဘက်ကလိုမျိုးပုံစံလေးကျွန်တော်တို့ကဇရာကွက်လေးကိုလှလှပပလေးဖြစ်သွားအောင်ဆဲကွက်တွေကိုကျွန်တော်တို့ပေါင်းတင်တာတွေပေါင်းမယ်ဆဲကွက်ထဲမှာရေးထားတဲ့စာတွေကိုအလဲကောင်စင်တာကျွန်တော်တို့ချိန်စရာရှိတာလေးတွေကျွန်တော်တို့ချိန်ပေးမယ်ပေါ့နော်ဒီတော့ဒီအပိုင်းလေးမှာကျွန်တော်တို့တေချာလေးလိုက်ပြီးတော့ကြည့်ပေးပါတော်တော်များများမရတာကလည်းကျွန်တော်တို့စာရီရိုက်တာတော့အားလုံးရိုက်တတ်တယ်ပေါ့နော်ဆဲကွက်တွေကိုပြင်တဲ့အခါညှိတဲ့အခါမှာနားမလည်တဲ့အပိုင်းလေးတွေကျွန်တော်တို့ရှိပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင်ပစ္စည်းအမျိုးအမည်တွေပါတယ်ရေးထားတဲ့ဆဲကွက်လေးကိုနည်းနည်းလေးကျွန်တော်တို့ဆဲကွက်လေးကိုချဲ့ပါမယ်ချဲ့ကျန်တာဖြစ်တဲ့အတွက်အပေါ်မှာရှိနေတဲ့ကော်လဟရာကနေပြီးတော့မှအခုလိုမျိုးလေးကျွန်တော်တို့ကဆွဲပြီးတော့ချဲ့လို့ရပါတယ်ဈေးနှုန်းရေးထားတဲ့ဆဲကွက်လေးကိုလည်းနည်းနည်းလေးချဲ့မယ်အရေးအတွက်ရေးထားတဲ့ဆဲကွက်လေးကိုလည်းနည်းနည်းလေးချဲ့ပါမယ်စုပေါင်းကျွန်တော်တို့နည်းနည်းလေးချဲ့လိုက်ပါမယ်ချဲ့ပြီးသွားပြီဆိုရင်တော့အပေါ်ဆုံးမှာရှိနေတဲ့ဒီမှာငွေလက်ငင်းဘောင်ချာဆိုတဲ့ခေါင်းစဉ်ကကျွန်တော်တို့ကခေါင်းစည်းဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ဇရာကွက်ရဲ့အလဲကောင်စင်တာမှာထားချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရဲ့ဆဲကွက်လေးတွေအားလုံးကိုကျွန်တော်တို့ဆက်လက်လေးမှတ်ပြီးတော့ဟုတ်တက်ထဲကနေပြီးတော့မတ်အန်စင်တာဆိုတာလေးနဲ့ကျွန်တော်တို့ပေါင်းပေးလိုက်ပါမယ်မတ်အန်စင်တာဆိုတာနှိပ်လိုက်တာနဲ့တပြိုင်နက်ငွေလက်ငင်းဘောင်ချာဆိုတဲ့ဆဲကွက်လေးကကော်လာ ABCD ကျွန်တော်တို့ရှိနေတဲ့ဆဲကွက်လေး၄ခွက်ကိုမတ်အန်စင်တာလေးနဲ့တခါတည်းပေါင်းပေးသွားပါတယ်ပြီးရင်တော့သူကခေါင်းစည်းဖြစ်တဲ့အတွက်ကျွန်တော်တို့စလုံးဖောက်ဆိုင်ကို14လောက်ထားခဲ့မယ်ဘိုးလေးထည့်ခဲ့လိုက်ပါမယ်နောက်ခံကာလာလေးကိုကျွန်တော်တို့ကအယောင်ထည့်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီမှာရှိနေတဲ့စေးပုံးလေးပေါ့နော် fake ကာလာကနေပြီးတော့ကိုကြိုက်နေတဲ့ကာလာအယောင်လေးတစ်ခုခုကိုကျွန်တော်တို့ကဒီမှာဖြည့်ခဲ့လိုက်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ကာလာလေးလဲဝင်သွားတယ်ပေါ့နော်ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီမှာ customer detail ဆိုပြီးတော့ရေးထားတဲ့ဆဲကွက်လေးမှာကျွန်တော်တို့ကသူ့ရဲ့ဆဲကွက်၃ခွက်ကလွတ်နေပါတယ်ဒါကြောင့်ကျွန်တော်တို့ဆဲကွက်လေး၃ခုကိုဆက်လက်လေးမှတ်ပြီးတော့မတ်အန်စတာဆိုတာလေးနဲ့ပေါင်းခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအလဲကောင်စင်တာလေးကိုကျွန်တော်တို့ချိန်ခဲ့မယ်ချိန်ပြီးသွားတဲ့အချိန်မှာ customer detail မှာကျွန်တော်တို့က customer ကအပေါ်က detail ကအောက်ကအခုလိုမျိုးအထက်အောက်ပုံစံလေးရိုက်ချင်တာဖြစ်တဲ့အတွက်ကိုရိုက်ထားတဲ့စာလေးမှာကျွန်တော်တို့မောင်းရဲ့လက်ကလေးနဲ့နှစ်ချက်ပြန်နှိပ်ပါမယ်ပြီးရင်တော့ bus page လေးနဲ့တစ်ချက်ဖြတ်မယ်အထက်အောက်လေးကျွန်တော်တို့ရိုက်ချင်တာဖြစ်တဲ့အတွက် keyboard ကနေပြီးတော့ order enter ကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရပါမယ်
keyboard ကနေပြီးတော့ order key ကိုလက်ကဖိထားမယ် enter ခလုတ်ကိုတစ်ချက်နှိပ်လိုက်တာနဲ့တပြိုင်နက်အခုလိုမျိုးပုံစံလေးပြောင်းသွားပါလိမ့်မယ်ဒါလေးရပြီဆိုရင်တော့ကျွန်တော်တို့ကအပြင်ဆဲခွက်လေးမှာကျွန်တော်တို့ကလစ်တစ်ချက်နှိပ်လိုက်ဒါဆိုရင်တော့ကျွန်တော်တို့ကအခုလိုမျိုးပုံစံလေး customer နဲ့ DJ ကအထက်အောက်ပုံစံလေးကျွန်တော်တို့ရသွားပါလိမ့်မယ်ပြီးသွားပြီဆိုရင်တော့ဒီဘက်မှာကျွန်တော်တို့ customer info ဆိုပြီးတော့ရေးထားတဲ့ဆဲခွက်လေးမှာလည်းဆဲခွက်လေးနှစ်ခွက်ကိုဆက်လက်ပေးမယ်မှတ်အန်စင်တာဆိုတာလေးနဲ့ပေါင်းလိုက်ပါမယ် customer info မှာလည်းဒီလိုပါပဲ customer ကအထက်ကကျွန်တော်တို့ info ကအောက်ကလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ရဲ့ဆဲခွက်လေးမှာကာစာလေးပြန်ချပါမယ် order နဲ့ enter နဲ့တစ်ချက်နှိပ်ပေးပါမယ်ပြီးရင်တော့ကျွန်တော်တို့အပြင်မှာလွတ်တဲ့ဆဲခွက်လေးမှာကျွန်တော်တို့ကလစ်တစ်ချက်ထောက်လိုက်ဒါဆိုရင်တော့ဒီလိုပုံစံလေးရလာပြီပေါ့ကျွန်တော်တို့လိုချင်တာကဒီမှာ customer info ဆိုတဲ့စာလေးကိုကျွန်တော်တို့ကဘေးတိုင်းအဆောင်လိုက်လေးကျွန်တော်တို့လိုချင်တာဖြစ်တဲ့အတွက်ဟုတ်တဲ့ထဲကနေပြီးတော့မှ alignment group ထဲမှာကျွန်တော်တို့ဒီမှာစာတွေကိုစောင်းလို့ရတဲ့ orientation ဆိုတဲ့ဒီရဲ့နေရာလေးပါပါတယ်ဒီနေရာလေးမှာကလစ်တစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာစာတွေကိုကိုကဘယ်လိုပုံစံနဲ့စောင်းချင်တာလဲကိုစောင်းကျင်တဲ့ပုံစံလေးကိုကျွန်တော်တို့ကအခုလိုမျိုးပုံစံလေးကျွန်တော်တို့အပြောင်းအလဲလုပ်လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီလိုပုံစံလေးရသွားမယ်ပေါ့နော်ဒီတော့အလဲကောင်စင်တာလေးကိုချိန်လိုက်ပါမယ်အခုလိုမျိုးပုံစံလေးကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်ဒါဆိုရင်တော့သူ့ရဲ့ကျွန်တော်တို့ကစာလေးတွေမှာခေါင်းစဉ်လေးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာပိုးလေးထည့်ခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်ကစာလေးတွေမှာပစ္စည်းအမျိုးအမည်ရဲ့ဈေးနှုန်းရဲ့အရေအတွက်ရဲ့စုစုပေါင်းရဲ့ကကျွန်တော်တို့ခေါင်းစဉ်လေးတွေဖြစ်တဲ့အတွက်စာရွက်ရဲ့ဒီမှာဆဲခွက်လေးတွေရဲ့အလဲကောင်စင်တာကိုစလုံးလေးတွေချိန်ပါမယ်ဒါကြောင့် alignment တွေကနေပြီးတော့စင်တာဆိုတာလေးနှိပ်မယ်အပေါ်ကစင်တာလေးပါကျွန်တော်တို့ရွေးထားခဲ့ပါမယ်ဒါဆိုရင်တော့ Excel ထဲမှာကျွန်တော်တို့လိုချင်တဲ့ပုံစံဇယားခွက်လေးတော့ပုံပေါ်လာပြီပေါ့နော်ဒါပေမဲ့အခုလောလောဆယ်ဇယားခွက်တွေကဘောင်မခက်ရသေးတဲ့အတွက်ကျွန်တော်တို့အဆင်မပြေသေးဘူးဒါကြောင့်ကျွန်တော်တို့ဒီမှာအပေါ်ခေါင်းစည်းကနေစပြီးတော့အောက်ထီအောင်ကျွန်တော်တို့ဆက်လက်လေးမှတ်မယ်ပြီးရင်တော့ဘောင်ခတ်ဖို့ရာအတွက်နီလန်လေးနှစ်ခုနဲ့ဘောင်ခတ်လို့ရပါတယ်ပထမနေ့ကတော့ဟုတ်တက်ထဲကနေပြီးတော့ဖောင်းကရုထဲမှာဘော်ဒါတွေကနေပြီးတော့အောဘော်ဒါဆိုတာလေးနဲ့ဘောင်ခတ်လို့ရပါတယ်တကယ်လို့ကျွန်တော်တို့ဒီရဲ့နေရာလေးကနေပြီးတော့မခတ်ချင်ဘူးဆိုရင်လည်းဆဲခွက်လေးတွေကိုကျွန်တော်တို့ကအခုလိုမျိုးဆက်လက်ပေးပြီးသွားပြီဆိုရင်သူ့ပေါ်မှာကျွန်တော်တို့ right click လေးနှိပ်လိုက်ပါမယ် right click နဲ့လိုက်တာနဲ့အခုလိုမျိုးပေါက်လေးကျလာပါတယ်ဒီထဲကနေပြီးတော့မှဘော်ဒါတွေကနေပြီးတော့အောဘော်ဒါဆိုတာလေးနဲ့လည်းကျွန်တော်တို့ဘောင်ခတ်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ Microsoft Excel ထဲမှာဇယားခွက်ပုံစံလေးကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင်အမည်နဲ့ဒေါ်အေးဆိုတဲ့နေရာလေးမှာလည်းသူ့ကိုဆဲခွက်ရဲ့အလဲကောင်စက်တာမှာစာလေးတွေရအောင်ချိန်ချင်တာဖြစ်တဲ့အတွက်စင်တာစွာလေးနှိပ်မယ်စင်တာစွာလေးနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့အဆင်ပြေသွားပြီပေါ့နော်ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီအောက်မှာဈေးနှုန်းရင်းနဲ့ကျွန်တော်တို့အရေးအတွက်ကိုကျွန်တော်တို့ဒီဘက်ဘေးလေးမှာစုစုပေါင်းပေါင်းမှာဖြစ်တဲ့အတွက်Excel ထဲမှာကျွန်တော်တို့တခါတည်း formula လေးချခဲ့ပါမယ်ဒီတော့ကျွန်တော်တို့ကစုစုပေါင်းတန်ဖိုးလိုချင်တာဖြစ်တဲ့အတွက်ဈေးနှုန်းနဲ့အရေးအတွက်နဲ့ကိုမြှောက်ပေးပါမယ်ဒါကြောင့်ကျွန်တော်တို့ညီမြချင်းလေးထုတ်ပြီးတော့2000ခွဲကိုကလစ်တစ်ချက်နှိပ်မယ်မြှောက်မှာဖြစ်တဲ့အတွက် keyboard ကနေပြီးတော့ star key လေးကျွန်တော်တို့နှိပ်ပေးပါမယ်အမြှောက်ပေါ့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာအရေးအတွက်နဲ့မြောက်မှာဖြစ်တဲ့အတွက်အရေးအတွက်ကိုကလစ်တစ်ချက်နှိပ်ပြီးရင်တော့ enter လေးခောက်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ2000ခွဲနဲ့6နဲ့ကျွန်တော်တို့မြောက်တဲ့အခါမှာဆိုရင်3သိန်းခွဲရတယ်ပေါ့နော်ပြီးသွားပြီဆိုရင်တော့အောက်ကဆဲခွက်လေးတွေကို auto fill လေးဆွဲချလိုက်ပါမယ်အခုလိုမျိုးလေးဆွဲချလိုက်မယ်ပေါ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာတက်ဆိုင်ရာဈေးနှုန်းနဲ့အရေးအတွက်လေးတွေကိုသူ့လိုautoကျွန်တော်တို့မြောက်ပေးသွားတာကိုတွေ့ရပါတယ်ပြီးရင်တော့ဒီအောင်လေးမှာကျွန်တော်တို့ကစွတ်စွတ်ဘောင်းဆိုပြီးတော့ရိုက်ချင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ကစွတ်စွတ်ဘောင်းဆိုပြီးတော့မှရေးထည့်ခဲ့လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာဒီအောက်ခြေလေးမှာသူတို့တွေအားလုံးရဲ့စွတ်စွတ်ဘောင်း total လေးကိုကျွန်တော်တို့ပေါင်းချင်တာဖြစ်တဲ့အတွက် keyboard ကနေပြီးတော့မှ order နဲ့ညီညာချင်းလေးနဲ့ကျွန်တော်တို့တစ်ချက်နှိပ်ပါမယ် order ညီညာချင်းကိုကျွန်တော်တို့နှိပ်လိုက်တာနဲ့တပြိုင်နက်အခုလိုမျိုးကျွန်တော်တို့ဒီမှာတက်ဆိုင်ရာအမောင့်လေးတွေကိုကျွန်တော်တို့ဆက်လက်လေးဝင်သွားပါလိမ့်မယ်ပြီးသွားပြီဆိုမှ enter လေးခောက်ပေးလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာစုစုပေါင်း total တန်ဖိုးလေးရသွားပြီပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီမှာသူ့ကိုစလုံးဖောက်ဆက်လေးနဲ့လေးကြည့်မယ်ဘိုးလေးထည့်ခဲ့လိုက်ပါမယ်တိတောင် total amount လေးကိုကျွန်တော်တို့က color လေးထားခဲ့လိုက်ပါမယ်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီရဲ့ fake color ဆိုတာလေးကဆဲခွက်ရဲ့ကျွန်တော်တို့ကနောက်ခံ color လေးဖြစ်ပါတယ်တကယ်လို့ဒီမှာရှိနေတဲ့ကျွန်တော်တို့က3သိန်းနဲ့1000ဆိုတဲ့စလုံးလေးကိုကျွန်တော်တို့က color အရောင်ပြောင်းကျင်နေဆိုရင်ဒီဘက်ဘေးလေးမှာရှိနေတဲ့ကျွန်တော်တို့က font color ဆိုတဲ့နေရာလေးကနေပြီးတော့ပြောင်းပေးရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဘာရောင်လေးပြောင်းကျင်လဲပေါ့နော်တကယ်လို့အနီရောင်လေးပြောင်းကျင်နေဆိုရင်ဒီမှာကျွန်တော်တို့အနီရောင်လေးရွေးထားလိုက်ဒါဆိုရင်တော့ကျွန်တော်တို့အဆင်ပြေသွားပြီဖြစ်ပါတယ်ပြ
ပြီးရင်ဒီအောက်ခြေလေးမှာရှိနေတဲ့စုစုပေါင်းဆိုတာလေးရလဲသူ့ရဲ့ဆဲကွက်လေးတွေကိုကျွန်တော်တို့ဆက်လက်လေးမှတ်ပြီးတော့မှတ်ဟန်စင်တာလေးနဲ့ပေါင်းခဲ့လိုက်ပါမယ်စလုံးလေးကိုကျွန်တော်တို့ဘိုးလေးထည့်ခဲ့လိုက်ပါမယ်ဒီအောက်ခြေလေးမှာရှိနေတဲ့ဆဲကွက်လေးတွေကအခုလောလောဆယ်ကျွန်တော်တို့ဇယားကွက်အနေနဲ့ပေါင်းမခက်သေးဘူးပေါ့နော်ဒီတော့ကျွန်တော်တို့ဒီဆဲကွက်လေးနှစ်ခုကိုဆက်လက်လေးမှတ်မယ်ဟုံးတက်တဲ့ကနေပြီးတော့ border တွေကနေပြီးတော့ all border ဆိုတာလေးနှိပ်ပြီးတော့မှဘောင်လေးခက်ခက်လိုက်လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ Microsoft Excel ထဲမှာကျွန်တော်တို့လိုချင်တဲ့ဇယားကွက်ပုံစံလေးရသွားပြီဖြစ်ပါတယ်ဒီရဲ့ဇယားကွက်လေးကိုကျွန်တော်တို့ကကိုယ့်ရဲ့ကွန်ပျူတာထဲမှာစေပါမယ် file နဲ့နေပြီးတော့မှ save ဆိုတာလေးနှိပ်ပြီးတော့ကျွန်တော်တို့ save ခဲ့ပါမယ်ဒီ file လေးရဲ့လက်ရှိကျွန်တော်ကသိမ်းပြီးသားလေးဖြစ်တဲ့အတွက် save as ဆိုတာလေးနှိပ်ပြီးတော့သိမ်းခဲ့လို့ရပါတယ် save as ဆိုတာလေးနှိပ်တယ်ဆိုရင်အခုလိုမျိုးလေးပေါ်လာပါတယ်ကျွန်တော်တို့ဒီမှာ browse ဆိုတဲ့အထက်ကိုဝင်မယ် browse ဆိုတဲ့အထက်ကိုကျွန်တော်တို့ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာဒီရဲ့ Excel file လေးကိုဘယ်နေရာမှာသိမ်းချင်လဲကိုသိမ်းလို့တဲ့ file လမ်းကြောင်းလေးကိုကျွန်တော်တို့ကရွေးပြီးတော့မှသိမ်းခဲ့လိုက်လို့ရတယ်ပေါ့နော်အခုဒီမှာကျွန်တော်တို့ခဏလေးစောင့်ပေးပါမယ်ဒီလိုလေးကျွန်တော်တို့ပေါ်လာပြီဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာမှာဘယ်နေရာမှာသိမ်းချင်လဲကိုသိမ်းလို့တဲ့ file လမ်းကြောင်းလေးကိုရွေးမယ် file နာမည်လေးကျွန်တော်တို့တစ်ခုခုပေးပြီးတော့ save ဆိုတာလေးကျွန်တော်တို့နှိပ်ခက်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ပြုလုပ်ထားတဲ့ဇယား file လေးကိုကျွန်တော်တို့ကကွန်ပျူတာထဲမှာလည်းသိမ်းခဲ့ပြီးသွားပြီဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်တို့ Microsoft Excel မှာအခြေခံဇယားဆွဲတဲ့အပိုင်းလေးတွေဖြစ်ပါတယ်ကိုကိုယ်တိုင်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုကိုယ်တိုင်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အကယ်၍ကိုကိုယ်တိုင်လေ့ကျင့်ပြီးသွားပြီကိုလည်း Excel ထဲမှာအခုလိုမျိုးဇယားကွက်ပုံစံလေးကိုကိုကိုယ်တိုင်ဆွဲရနေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ D1 dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာလေးတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လုပ်ပါပြီးရင်ကျွန်တော်တို့ကွန်ပျူတာအခြေခံပေါ့နော်သင်တန်းလေးတက်ချင်တယ်ဆိုရင်လည်းကျွန်တော် online class လေးဖွင့်ပေးထားတာရှိပါတယ် basic class လေးကျွန်တော်တို့တက်လို့ရပါတယ် basic class မှာကျွန်တော်တို့ဘာတွေသင်ပေးမှာလဲဆိုရင်တော့ကွန်ပျူတာအခြေခံ setting ချိန်တဲ့အပိုင်းတွေပါမယ်ပြီးရင်ကျွန်တော်တို့ရုံးပိုင်းဆိုင်ရာစာစီစာရဲ့လုပ်တဲ့ software တွေဖြစ်တဲ့ Microsoft Word တွေ Excel တွေပြီးရင်ကျွန်တော်တို့ PowerPoint Paint Maker Internet Email ပေါ့နော်ပြီးရင်ကျွန်တော်တို့အခြေခံလက်ကွက်လေ့ကျင့်တဲ့အပိုင်းတွေနဲ့စပြီးတော့ကျွန်တော်အသေးစိတ်သင်ပေးထားပါတယ်တကယ်လို့စာအုပ်မာတိကာလေးကျွန်တော်တို့သိချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Facebook Page Messenger မှာဖြစ်စေဒါမှမဟုတ်ကျွန်တော်ရဲ့ဖုန်းနံပါတ် Telegram ဒါမှမဟုတ်ကျွန်တော်တို့ Viber နဲ့ပြီးတော့ဖြစ်စေကျွန်တော်တို့ဆက်သွယ်ပြီးတော့မှ basic class လေးလည်းကျွန်တော်တို့တက်လို့ရပါတယ် basic class ကျွန်တော်တို့သင်တန်းကြီးကအခုလောလောဆယ်ကျွန်တော်15000ကျပ်ပဲယူထားတယ်ပေါ့နော်ဒီတော့သင်တန်းကြီး15000ကျပ်နဲ့ကျွန်တော်တို့က basic class လေးကိုတက်ခွင့်ရမှာဖြစ်ပါတယ်အကယ်၍သင်တန်းလေးတက်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဆက်သွယ်ပြီးတော့မှတိုက်ရိုက်ဆက်သွယ်ပြီးတော့မှတက်လို့ရပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာကျွန်တော်အခုဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းထားလိုက်ပါမယ်